အားလုံးပဲကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲမင်္ဂလာပါဒီကျွန်တော်ရဲ့ live ကျွန်တော်ရဲ့ဗီဒီယိုလေးနဲ့ပြန်နေပြီးတော့နှုတ်ခွန်းဆက်သားလိုက်ပါတယ်နော်မနက်ကဗျာတော်တော်ရုံးမှာပါပဲနော်ခဏကြီးရနော်ရှစ်ကိုပတ်ဆက်ဆက်ကြီးကိုထွက်သွားတာဗျာနော်ရှစ်ကိုနော်ရှစ်ကိုပထမတနေ့ရှစ်တီထွက်တယ်နှောင်းနေကြတော့တီရှစ်နှောင်းကြောင်ရှစ်လေးဟုတ်ညနေပိုင်းရောက်ရှစ်လေးခု85ထွက်သွားပါရဲ့နော်85ဘာဆက်လို့လုံးမသိရဘူးနော်ဘာဆက်လို့လုံးမသိအောင်အချိန်တော်တော်စိုးနေပါရဲ့နော်ကျွန်တော်အမျိုးတွေအောင်မသိဘူးကျွန်တော်ကတော့အချိန်လေးစိုးသွားမနက်ကဆိုဗျာစဉ်းစားကြည့်ဗျာမ6ကြီးနဲ့ဖြစ်နေနော်6ကြီးနဲ့ဖြစ်နေပြီဆိုဗျာမ6နဲ့ဆိုကြိုက်ရဆုံး63ဆိုတဲ့အဆင်ပြေ63နဲ့ကတ်လိုက်သေး6နဲ့လည်းကတ်လိုက်သေး6ဘူးလေးဖြစ်သွားသေးနော်6ဘူးလေးဖြစ်သွား96ဆိုတဲ့အဆင်ပြေဗျာပါရီယာရှားလို့နော်96ဆိုတဲ့အဆင်ပြေတယ်ကိုကဘာဆိုဘာမှလုပ်လို့မရတော့ဘာဘူးဘလို့လို့လုံးအောင်မသိတော့ဘူးနော်ကျွန်တော်အမျိုးတွေရောစိတ်ကြီးညစ်နေပါဘောကျွန်တော်နဲ့ထပ်တူပဲနော်ကျွန်တော်ကတော့ကျွန်တော်ကံမကောင်းလို့ပဲပြောအောင်ပေါ့နော်ဒီနေ့ကျွန်တော်အတွက်ကနော်ဒါမှမစိတ်မူပါနဲ့ကျွန်တော်ဘက်ကနေပြီးအကောင်းဆုံးအတက်နိုင်ဆုံးကြိုးစားပေးပါမယ်ကျွန်တော်မနက်ကပြောထားခဲ့သလိုဟိုပြီးခဲ့တဲ့ဗီဒီယိုတွေရဲ့ပြောထားခဲ့သလိုပဲနှစ်ချိန်မှတစ်ချိန်နော်ပေါက်ကိုပေါက်အောင်မယ် 100% နော် 100% မွေးကနန်းအခွေရအောင်နော်အခွေရတော့ဘာလဲတောက်ကြမကြောဘူးနော်တောက်ကြနောက်ဆုံးနေ့ထိပေါ့နော်နောက်ဆုံးနေ့ထိဒီ2ရက်စာထပ်ပေးပါနော်2ရက်စာတော့မနက်ကလွှင့်ထားပါတယ်2 3 5 6ပေါ့နော်စုံနှမနဲ့တွေ့ပြီးတော့ပေးထားပါဟဲ့2 3 5 6အခွေအပူပါမယ်နော်အပူပါမယ်ခင်ဗျအပူနော်အပူကောင်းကောင်းလေးနော်ဒီညနေရတော့ဗျာရှစ်ကတော့လုံးဝတတ်မှာရှစ်လုံးဝတတ်ပြီဒီကကျွန်တော်ရှစ်လုံးဝတတ်လိုက်ပြီဘာလို့လဲဆိုတော့ရှစ်ကလောက်ထိထွက်နေရုံမှနေများနေတော်တော်များနေတော်တော်များနေโอเคကြိုက်ရတာလာတော့အမလာခြင်းနဲ့ခဏလာနော်ကျွန်တော်ထွက်ခြင်းနဲ့ခဏထွက်ဒါပေမဲ့အဲ့ထွက်တဲ့ခဏနေလေကျွန်တော်ပေးရခဏနေပဲဖြစ်ကိုဖြစ်ရမယ်နော်နှစ်ချိန်မှတစ်ချိန် 100% အာမခံနဲ့ကျွန်တော်လုပ်ပေးပါမယ်နော်မွေးကနဲ့ဒီတိုင်းပဲထိုးပါနော်မွေးကနဲ့ဒီတိုင်းပဲထိုးဒီညနေအတွက်နော်ညနေ4နာရီ30မိနစ်နော်10ရက်4လ2025နော်ဟိုကင်မရာလေးဝါးနေတော့ဟိုဗီဒီယိုလေးနည်းနည်းဝါးနေတော့ကျွန်တော်ဒီမျိုးပြင်မဲ့ကျွန်တော်ဖုန်းကအစရမကောင်းပါဘူးနော်မကောင်းပါဘူးခင်ဗျဖုန်းကမကောင်းတဲ့အတွက်ကျွန်တော်ဒီကနေပြီးအနူးညွတ်ပဲတောင်းပါပါတယ်ကြည့်ရတာအဆင်မပြေဘူးဆိုရင်တော့ဟိုပဲတကယ်ကိုအနူးညွတ်ထပ်ပြီးတောင်းပါပါတယ်နော်ဒီညနေခဏန်းလေးကတော့ဘာကကျွန်တော် break ပေါ့နော် break ပြောမယ် break ကလုံးဝကျွန်တော်group မှာ live group မှာပေါ့နော်ဗီဒီယိုစတင်မှာပါနော်ဟိုပဲကျွန်တော်ဟိုပြီးရ7နာရီ10မိနစ်ခဏပြီးတော့ကျွန်တော်တို့ထိုင်တွက်နေရနော်ထိုင်တွက်နေရ break ကတော့3 break ပေါ့နော်3 bg နော် share me 3 bg break ကတော့3 break မှာ30ရဲ့1နှစ်ကြိုက်နော်ကျွန်တော်1နှစ်ကြိုက်တယ်ကျွန်တော်ထပ်ပြော1နှစ်ကြိုက်နော်1နှစ်ကိုလုံးဝကြိုက်တယ်30 1နှစ်ကဲ30 1နှစ်ကဲကျွန်တော်စာရေးချက်တော့ပြန်ကြည့်ပါခင်ဗျကျွန်တော်ညီကင်းတက်ထားတာလေးပြီးအောင်တက်တာ30ရဲ့1နှစ်ကဲ1နှစ်ကဲပြောငါစာရေးပြောခုနကစာရေးဘယ်ရောက်ပါလဲတော်တော်စာရေးကဟောတွေ့30ရဲ့1နှစ်ကဲ62ခွင်ပေါ့နော်6ခွင်ညီကိုနော်ညီကို30 1နှစ်6ခွင်နော်ကျွန်တော်တကော့ထပ်ပေးခြင်းနေပြ94နော်94ဒါပေမဲ့ပြန်ကနိုင်ဖြစ်နေတယ်ပြန်ကနိုင်ကြောက်စိုက်ကအားနေသလားလို့
အားနေတယ်လို့ပြန်ကနေကြိုက်မှစိုက်ကအားနေလားကျွန်တော်3ခွက်ပဲပြဗျာမင်းကနဲ့3ပရိတ်နော်ထိုးရင်တို့ကတော့ကုန်ပြန်ထိုးဖို့ဗျာ3ပရိတ်နော်3ပရိတ်ထက်ကြမယ်ပြောရင်အခုနောက်ပိုင်းကငလင်လို့ပဲနောက်ပိုင်းဗျမ်းမလာဖြစ်နေကနေနေရအဲအကြောင်းမို့ဘာကြမယ်ဆိုတာပြောရမှာနည်းခတ်မယ်ခုနောက်ပိုင်းခု line မှာလည်းဟိုဟာဖြစ်နေတယ် line မှာလွှင့်လူတွေတော်တော်များများအစင်သိပ်ပြေမနေဘူးအဲလွှင့်ရတာကြီးကတော်တော်အခြေအနေတော်တော်ဆိုးနေတယ်သူတို့တော့အခြေအနေဆိုတာကိုခုမှစပြီးတော့ဗီဒီယိုစောက်တဲ့လူဆိုတော့ကျွန်တော်ဘက်ကလည်းသူတို့ထပ်ပူဆိုးတာပေါ့ပြောကဲထားပေါင်းဒါတွေကတော့နော်ကန်စီမန်ရပါတော့မနက်ကပေးတဲ့အတိုင်းပဲမင်းကနန်းကတော့ပလေးပေါ့နော်ဒီကောင်လေးကတော့အာထိုးပါဗျဒီကောင်လေးအာထိုးနော်ဒီမင်းကနန်းလေးကတော့မနက်ကပေးတဲ့အတိုင်းဒါပေမဲ့နည်းနည်းလေးကိုကွဲလွှဲမယ်နော်ကျွန်တော်ကြိုက်တာ13ကြိုက်တယ်မနက်ကလေးပေးထား13ဟုတ်ပြီ13ရယ်24ရယ်24ရယ်13ရယ်24ရယ်1324 3 break ဆိုတော့ခုက3-5လေးပေးလို့လိုက်လို့မရဘူးဗျ5လေးပြန်ကြအောင်ပါ5ရုံးဝင်ဆိုရင်ပြန်ကြမယ်5လုံးပြန်ကြမယ်အဲကြောင့်ဆို3-5ပေါ့နော်3-5ကိုလှုပ်ပေးလို့မရဘူး3-5ရယ်ဟိုဟာတင်5ရယ်ဒီကောင်လေးကအာပလေးပဲထိုးပါပြန်ပြီးကြည်ုံတော့ဘူးနော်ပြန်ကြည်ုံတော့ဘူးနော်ကဲခုကျွန်တော်ရဲ့ channel ကြည့်ရလူတွေအကုန်လုံးပဲခင်ဗျကျွန်တော်ကူညီပေးတဲ့အနေနဲ့ကျွန်တော်ကိုစီသူဆိုတူးတွေ channel လေးကို like and subscribe လေးကိုနှိပ်ပြီးအပြင်ဘေးနားခေါင်းလုံးလေးကိုနော်ခေါင်းလုံးလေးကို share လေးထောက်ပေးထားမယ်ကျွန်တော်ဗီဒီယိုအသေးလေးတင်နိုင်အခုတို့အမာတို့ညီလေးတို့ဦးလေးတို့သိအောင်လို့နော်အဲ့ဒါကြောင့်မလို့ဒါလေးကို like and subscribe လေးလုပ်တဲ့အပြင်မှာခေါင်းလုံးလေးပါလုပ်ပေးခေါင်းလုံးလေးပါနှိပ်ပေးထားခဲ့ပါဗျာဘေးငွေလုံးဝကြိုပေးစရာမလိုဘူးเนาะကျွန်တော်မြန်ပြောတာဘေးငွေလုံးဝကြိုပေးတယ်မလို့တချို့လူတွေရှိပါတယ်မနက်ကလည်းပြောထားခဲ့ပါတယ်ဘေးငွေကြိုပေးမှာเนาะဘေးလေးလွှဲပေးမှာကဏ္ဍပို့ပေးမှာတော့ဘာလို့အဲ့လိုတော့မရှိပါဘူးဗျကျွန်တော်ကတော့เนาะလူပဲဗျကျွန်တော်လည်းပတ်စံလူနေတာမဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်လည်းထိုးတယ်ကျွန်တော်ပေါက်ရင်အကိုတို့မတော့ပေါက်မယ်เนาะအဲ့ဒါနဲ့ကျွန်တော်ဝမ်းသာပြီကျွန်တော်ပထမဆုံးရယူခြင်းကတော့ဝမ်းသာခြင်းပဲเนาะဝမ်းသာခြင်းပဲစေနာမေတ္တာရခြင်းပဲเนาะအဲ့ဒါပါပဲเนาะပြီးတော့အပူเนาะအပူထိုးနိုင်လို့ဗျအပူကတော့ချအပူကြောက်နေချအပူကရုပ်တဲ့ရုပ်ချက်ကောင်နော်မနက်ကလေးနော်6ဘူးနဲ့နေနေငြိမ်သွားသေးတယ်ကျွန်တော်ကတော့ပြောတာပေါ့6ဘူးလေးနဲ့ပဲတိတ်သွားတော့အဆင်ပြေပြီပေါ့ဒါပေမဲ့အချိန်ကောက်ကြည့်လို့လူသေးတယ်ဗျလုံးဝလူသေးမျိုးစိတ်တွေတော့နည်းကြတာပေါ့6ဘူးလေးနဲ့ဆိုရင်တော့ထပြောစရာကြီးပေါ့နော်ကျွန်တော်ဖြူကြည့်ရလူကလည်း19ယောက်ရှိရဆိုတော့ထိုးလူအဲ့ထဲမှာ19ယောက်မှာအနည်းဆုံး9ယောက်လောက်ပဲထိုးပေါက်မယ်ပေါ့နော်လူတွေးထားတာပေါ့နော်အပူမှာဒီကောင်နှစ်ဘူးပါထားတယ်နှစ်ဘူးခဏပဲအခွေမှာအပူပါထားနှစ်ဘူးခဏပဲတစ်ဘူးရယ်လေးဘူးရယ်နော်တစ်ဘူးလေးဘူးအဲ့ရှစ်ကိုတက်လေဗျာရှစ်တက်တယ်ကိုခုံမှုလှုပ်ပေးထားတယ်ခုံမှုလုံးဝမကြိုက်ဘူးထပ်ပြောပါခုံမှုလုံးဝမကြိုက်ဘူးနော်အဲ့ကြောင့်မလို့တစ်ဘူးလေးဘူးကိုဘူးနော်ရှေ့ဘူးနဲ့ခုံဘူးလွတ်ပေးတာဒီမှာအခွေထိုးမယ်ဒီမှာ share မင်းကနန်းနော် share မင်းကနန်းနော် share မင်းနော်ဒီမှာ share မင်းကိုချအာမနာနဲ့ချလောက်မင်းကနန်းလို့ပွားလေးတွေလောက်ရဟိုပါလေမင်းကနန်းကတော့ကျွန်တော်ဟိုပါဖြစ်တာပေါ့နော်ကျွန်တော်ရဲ့အမြင်လေးကိုပြရအောင်နော်ဒီမှာအဓိကမင်းကနန်းကိုတကယ်လုံးဝယူအောကျင်ပါလေဆိုရင်လူဆိုမင်းကနန်းလေးဟိုဆို13လေးလို့ပို့ဖို့ဗျ13ကကျွန်တော်အိမ်မက်မှတ်ထားတာ13ကလုံးဝအိမ်မက်မှတ်ထားလို့ကျွန်တော်13လေးကိုအောစေရင်လည်းဗျနော်13အိမ်မက်မှတ်ထားတယ်အဲကြောင့်မို့13လေးကိုအောစေရင်လည်းပြီးတော့ကျွန်တော်မနက်ကပြောထားတဲ့အတိုင်းပဲနော်နှစ်ကြိမ်မှာ2တိုင်းပါဗျာ2တိုင်းပါတစ်ကြိမ်ဗျာနှစ်ကြိမ်မှာတစ်ကြိမ်ပေါက်ကိုပေါက်အောင်နော်ပေါက်ကိုပေါက်နေရနှစ်ကြိမ်မှာတစ်ကြိမ်ပေါက်အောင်ပြီ100% နော်100% နော်အာမကတရားရရင်တော့အာမခံနေဗျာနော်အခွေရတော့ဗျာကျွန်တော်တောက်ရနေထိပေးထားတဲ့အတိုင်းပဲနော်တောက်ရနေထိဟိုက2ရက်နော်2ရက်ပေါ့နော်2ရက်ပေးထားတဲ့အတိုင်းပဲတောက်ရနေထိထိုးရမယ်နော်
တောက်ကြနေမှာပေါက်ပေါအောင်ပဲပြီးခဲ့နေ့လေး6ရှိအခွေတုံးကလည်းကျွန်တော်ဘောလုံးနဲ့ဟိုလေအင်္ဂါနဲ့ပေးဘောလုံးမကြိုလို့ကျွန်တော်ပေးထားခဲ့တယ်ဘောလုံးနဲ့ညနေပိုင်းထွက်တယ်ခု2356အခွေနော်2356ခွေကိုတောက်ကြမကြိုလုံးဝမကြုံနေကိုတောက်ရနေကိုလိုက်ရလိုက်ဒီနေ့9ကိုလိုက်နှောင်းထောင်ဘူးလားဒီမနက်ပိုင်းတစ်ချိန်7နိုင်9ကိုလိုက်ဆိုညနေပိုင်းရ9 1000နောက်ရ1500နောက်ရချိန်နောက်နေ့ကျ2000အကျွေးဖြစ်နေတာမှာဗျာမကြည့်ဘူးဆိုကျွန်တော်ဇက်ဖြတ်ခံတယ်ပေါ့မကြည့်ဘူးပြန်ဇက်ဖြတ်ခံတယ်နော်တကယ်ပါဒီနေ့အောင်တော့အင်အားတော်တော်ရုပ်ရွယ်သွားကိုလည်းတော်တော်အခြေအနေမကောင်းတော်တော်အခြေအနေဆိုးသွားတယ်ကျွန်တော်အကိုတွေမရဘူးလို့ကျွန်တော်တို့အခြေအနေဆိုးသွားတယ်ဒါပေမဲ့ကျွန်တော်လိုက်မှာမရွေးဆန်မှာဒီနေ့ကတော့အဲ့အပူးကိုတော့လုံးဝပူးအောင်လုပ်မရပူးမယ်ပူးသိခြင်းနေပေါ့ဗျပြောအောင်ဆိုပူးသိခြင်းနေအဲကြောင့်လို့ကျွန်တော်အပူးလေးကိုထိုးဗျာအပူးလေးနော်အပူးကိုကြားသိပြီဗျအပူးကလုံးဝကိုကြားသိနေပြီနော်အပူးကလုံးဝကြားသိနေပြီဒါပေမဲ့အပူးလုံးဝမကြားသေးဘူး3ပတ်ရှိပြီအပူးက3ပတ်ရှိပြီကျွန်တော်စကားပြောဆိုမှားသွားတယ်ကျွန်တော်လည်းခွင့်လုပ်ပေးဖို့ဒီရက်နေတောင်းမှာပါနော်အပူးကလည်းလုံးဝမကြားသေးပါဘူးခင်ဗျကဲအားလုံးပဲနော်အားလုံးပဲနော်ကျွန်တော်ရဲ့ဒီမှာကင်မရာလေးကဝါတော့ဗျာဟိုစိတ်ကြုံမရှိပါနဲ့ဗျာကျွန်တော်ဖုန်းလေးကလည်းမကောင်းတော့ထပ်ပြောပါဖုန်းလေးမကောင်းတော့မှကိုစီတူဆိုရဲ2D channel เนาะအဲ့ဒီ channel လေးကို like and subscribe လေးကိုနှိပ်ပြီးခေါင်းလုံးလေးပဲထပ်နှိပ်ပေးထားပါဗျာမရှင်းတဲ့လူကြရင်ဒီကကျွန်တော်ဒီကဖုန်းမစိတ်ဟို Viber မစိတ်ရလေဒီမှာကျွန်တော်ဖုန်းနံပါတ်ပေးထားပါမယ်3998365434เนาะတေချာခဏကိုတေချာမမြင်ရလူကြရင်ဗျာကျွန်တော်အဲ့ဖုန်းနံပါတ်လေးလှမ်းဆက်လိုက်နော်လှမ်းဆက်လိုက်ကျွန်တော်ပြန်ပြီးဟိုဖုန်းနံပါတ်ဆိုအဲ့ဖုန်းအဲ့ Viber ဖုန်းနံပါတ်နော် Viber ဖုန်းနံပါတ်လေးကို Viber ဖုန်းနံပါတ်လေး Viber မစိတ်လေးကိုနော်လှမ်းပြီးဟိုင်းထားတယ်နော်ဟိုလှမ်းဟိုင်းပြီးတော့ဘာကနပေါ့နော် Viber မရှိလူကလည်းဖုန်းခွန်းလေးခေါ်ပြီးတော့ဘာကနနဲ့ထိုးအောင်ပါလေပေါ့လှမ်းအဲ့လိုလှမ်းပြောထားတယ်နော်ကျွန်တော်ပြန်ပြီးတော့ဖုန်းကင်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ဖြည့်ပြီးပါမယ်ခင်ဗျဖုန်းကလည်းလုံးဝကောင်းတဲ့ထဲမှာမပေါ့ဘူးနော်ဒါကျွန်တော်မရှိရကြတဲ့လုပ်ပြီးနေရပါနော်ကျွန်တော်ဟို live ဒီလိုဗီဒီယိုမတင်နေကျွန်တော်ထိုးတာထိုးနဲ့နောက်မှပေါက်တာလေးပါရင်ပေါက်တာပဲကန်ဆိုဗျာကျွန်တော်ပြောရင်ဒါအကိုတို့အမတို့ကျွန်တော်ပြောကန်ဆိုလေးကောင်းတယ်ဆိုလို့ဆိုရှိရအမြဲတမ်းလေးကောင်းမလာနိုင်တယ်လို့အမြဲတမ်းလေးစိုးမတော်ပါဘူးเนาะအမှားနဲ့အမှန်ဆိုလည်းရှိရပဲเนาะအမှားရှိမှအမှန်ရှိမှာပေါ့เนาะအမှန်ရှိမှဆိုရင်အမှားရှိဆိုစကားလေးရှိပါတယ်အဲကြောင့်မလို့အမြဲတမ်းမှန်နိုင်တယ်လို့အမြဲတမ်းမမှားနိုင်ပါဘူးเนาะကျွန်တော်ပြောပါနှစ်ချိန်မှတစ်ချိန်အာမခံပါဗျာနော်ကျွန်တော်အများကြီးမျှော်လင့်ပြီး10သေးမှာ9သေး6သေးလောက်ရှိရင်ကျွန်တော်ကျင်းနေတယ်နော်အခွေလေးအဲ့10သေးတွေမှာက9သေး6သေးလောက်ထိရင်ဗျာကျွန်တော်ကျင်းနေတယ်ဒီကနန်းမထိနေအောင်ဒီအခွေခုလူများများအခွေကိုချတယ်တော်တော်များများဒီမိန်းကနန်းတွေလိုက်လုံနေရအများစုတော်တော်များများကတချို့အများစုလူတော်တော်များများအခွေကိုတော်တော်များများကင်တယ်အခွေကကင်ရတာအဆင်ပြေလွယ်အဲကြောင့်လို့ဒီကနန်းလေးထိရင်ဗျာကျွန်တော်ပျော်တယ်ကျွန်တော်ကလည်းကျွန်တော်ကိုယ်တိုင်အစားဒီမှာမွေးကနန်းအောင်နော်အခွေကိုကျွန်တော်ကိုယ်တိုင်ထိုးတာအဓိကဒီလိုနောက်ပိုင်းလိုက်တဲ့ခဏဒီနှစ်ခုရဲ့3လောက်ပဲအိမ်မက်ထားတဲ့ဟာတွေပဲလိုက်ဒီကောင်လေးကပပလေးပဲလိုက်တာဗောနည်းနည်းပပလေးပဲเนาะဒါကျွန်တော်ပွင့်လင်းအမှန်တိုင်းပြောပြတာပါเนาะအကိုတို့မောက်လိုက်ချင်မှလဲလိုက်ပါဗျအပူအောင်တော့တက်နိုင်လူကတော့ကျွန်တော်ပြောမယ်ထပ်ပြောမယ်ထိုးမြင်များထိုးငါ့ကိုထောင်ပိတ်ထိုးကြလိုက်မရှိရဲ့လူပြောတော့ရှေ့ဆိုတော့ငါ့ကိုတောင်ပိတ်ထိုးကြလိုက်เนาะပေါက်စီရမယ်ဗျအပူကဒီနေ့ပေါက်ဘူးဆိုတော့ဒီညနေပေါက်ဆိုတောက်ရနေထွက်ရမယ်အဲ့နေမထွက်တော့ဗျာလုံးဝ impossible ပဲလုံးဝမဖြစ်နိုင်တဲ့အခြေအနေဖြစ်သွားပြီအဲကြောင့်မလို့ပေါက်ကိုပေါက်အောင်မယ်ခုနောက်ပိုင်းကလေးလောက်ရင်နောက်ပိုင်းအကုန်များလေးသိကြပါပြီဘယ်လိုခဏန်းနေရဟိုပေါက်ကဆိုညီကိုတွေပဲစင်နေရဘယ်လိုစင်လို့စင်တော့သူ6ခုထွက်လိုက်2တစ်ထွက်လိုက်ဟမ်ဘာလို့လောမသိ3 4 3ထွက်ချင်တိုင်းကိုရှောက်ထွက်နေရဆိုတော့ဘလို့မှအဆင်မပြေဘူးပေါ့နော်အဲ့လိုပါပဲကဲကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲရှင်းနာဝင်ပြပါအောင်ခင်ဗျာကျွန်တော်နော်အားလုံးလည်းမင်္ဂလာပါလို့ကျမ်းပါပါသည်ချမ်းသာပါသည်ပေါ့နှုတ်ခွန်းဆက်တာရင်းနဲ့နှုတ်ဆက်ရင်းနဲ့เนาะကျွန်တော်ဗီဒီယိုလေးဒီမှာပဲနားဝင်ပြပါတယ်ညနေ4နာရီခွဲခဏမှာကျွန်တော်တို့အောင်ပွဲခံပြီပေါ့เนาะအောင်ပွဲခံမယ်ညနေပဲကျင်းတွေထွက်မယ်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်အောင်ပွဲခံမယ်အားလုံးပဲကျမ်းမှာချမ်းသာပြီးပျော်ရွှင်ရှင်လန်းကြပါသည်ဗျကဲကျွန်တော် live လို့ဒီမှာပဲရှင်းနာကျွန်တော်ဗီဒီယိုလေးဒီမှာပဲရှင်းနာဝင်ပြပါခင်ဗျ